အားလုံးပဲမင်္ဂလာပါဒီ channel မှာဆိုလို့ရှိရင် graphic design, branding, poster design, logo design နဲ့ digital marketing ဆိုင်ရာ knowledge တွေ tips တွေ tutorial တွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ graphic design ကိုစတင်လေ့လာမယ့်သူတွေဒါမှမဟုတ်လို့ရှိရင် design လုပ်နေပေမဲ့ software မရွေးတဲ့သူတွေအတွက် Adobe Photoshop နဲ့ Adobe Illustrator ဆိုတာကဘာလဲဘာအတွက်သုံးဝင်တာလဲဘယ်လိုကွာခြားလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ graphic design ဆိုတာကဘာလဲအရင်ဆုံး graphic design ဆိုတာကစာပုံကာလာlayout တွေကိုစနစ်တကျစုပေါင်းပြီးတော့ poster banner logo social media post တွေ website design တွေ packaging design တွေလို့အရာတွေကိုလှပပြီးတော့လူနားလည်အောင်ဖန်တီးရတဲ့အလုပ်ပါအဲ့ဒီလို design အလုပ်တွေကိုလုပ်ဖို့အထူးအသုံးပြုတဲ့ software တွေကအရန်ကိုရေးကြည့်တဲ့ software နှစ်ခုကတော့ Adobe Photoshop နဲ့ Adobe Illustrator ပဲဖြစ်ပါတယ်အဲ့တော့ပထမဦးဆုံးအနေနဲ့ Photoshop ဆိုတာကဘာလဲ Photoshop ဆိုတာကကမ္ဘာပေါ်မှာအများဆုံးအသုံးပြုတဲ့ image editing software တစ်ခုဖြစ်ပါတယ်အဓိကအသုံးပြုတဲ့လုပ်တွေကတော့တပုံပြင်တာ background ဖျောက်တာတွေ color ပြင်တာ skin retouch poster design flyer design social media design banner design လို့အလုပ်တွေကိုလုပ်တာပါဥပမာနဲ့ပြောမယ်ဆိုလို့ရှိရင် Facebook post တစ်ခုဆွဲမယ် Instagram design တစ်ခုလုပ်မယ်promotion poster တစ်ခုဖန်တီးမယ်ဆိုလို့ရှိရင် Photoshop ကိုအများဆုံးအသုံးပြုကြပါတယ်။နောက်တစ်ခုကတော့ Photoshop ရဲ့အကြီးဆုံးအားသာချက်တစ်ခုက photo editing အရင်ကောင်းတာပါ။ပုံမကြီးရဲ့နေရာတွေပြန်ပြင်လို့ရတယ်။အရောင်မလှလို့ရှိရင်ပြန်ညှိလို့ရတယ်။ background မလို့ရှိရင်ဖျောက်လို့ရတယ်။ brush filter effect တွေအရင်များတဲ့အတွက်ကြောင့်မလို့ဒီ creative design တွေလုပ်ဖို့ရတဲ့ဒီ Photoshop ဆိုလို့ရှိရင်အရင်စပြပါတယ်။ beginner တွေအတွက်လည်း tutorial တွေအရင်များလို့လေ့လာရလွယ်တဲ့ software တစ်ခုပါနော်။ Photoshop ရဲ့ကန်သက်ချက်တွေရှိပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင် pixel based software တစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ပုံကိုအရင်ကြီးချဲလိုက်မယ်ဆိုလို့ရှိရင် quality ကျတဲ့တာမျိုးပုံဝါသွားတဲ့တာမျိုးဖြစ်တဲ့အထူးသဖြင့် logo လို quality အမြဲကောင်းနေရမယ့် design တွေမှာဆိုလို့ရှိရင် Photoshop ကိုမသုံးသင့်ပါဘူးဘာလို့လဲဆိုလို့ရှိရင်ဒါကသူကပုံကိုအရင်ကြီးချဲလိုက်မယ်ဆိုလို့ရှိရင် pixel ကျသွားတဲ့အတွက်ကြောင့်မလို့တကယ်လို့ဒီ logo တွေ branding design တွေဆွဲမယ်ဆိုလို့ရှိရင်တော့ Illustrator ကိုဆွဲဖို့အကြံပေးချင်ပါတယ်နော်အဲ့တော့နောက်တစ်ခုက Illustrator ဆိုတာကဘာလဲ Illustrator ဆိုတာက butter based software တစ်ခုဖြစ်ပါတယ် butter ဆိုတာကပုံကို line တွေ shape တွေနဲ့ဆွဲထားတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်သူကဘလောက်ကြီးပဲ site ကချဲဘလောက်သေး quality မကျဘူးဘွားမသွားပါဘူး Illustrator ကိုအဓိကအသုံးပြုရတဲ့လုပ်တွေကတော့ logo design icon design တွေ illustration drawing တွေ character design တွေ sticker design တွေ mascot design တွေ V9 design တွေ packaging design တွေပြီးရင် t-shirt print design တွေအဲ့လိုအရာမျိုးတွေကိုအဓိကသုံးပါတယ် Illustrator ရဲ့အားသာချက်ကတော့သူက quality မကျဘဲနဲ့ site ကိုလို့တလို့ပြောင်းလို့ရပါတယ် logo တစ်ခုဆွဲထားမယ်ဆိုလို့ရှိရင် name ကမှာလို့လည်းအသုံးပြုလို့ရတယ်လို့ banner ကြီးမှာလည်းအသုံးပြုလို့ရတယ် V9 တွေမှာလည်းအသုံးပြုလို့ရပါတယ်ဘယ် site မှာပဲသုံးပုံကကြမသွားဘူးကြည်လင်းနေတယ်အားကြောင့်မလို့ logo design တွေ branding design တွေ printing design တွေအတွက် Illustrator ကတော့ဒါမရှိမဖြစ်ဆိုရလို့ပြောပါမယ်နော်Illustrator မှာလည်းဒါကန့်သတ်ချက်တွေရှိပါတယ်အဲ့ဒါကဒီ Illustrator ကဒီ Photoshop လို့မဟုတ်တော့ photo editing တွေအတွက် Photoshop လောက်တော့မကောင်းဘူးနော်တပုံပြင်ချင်လို့ရှိရင် background ဖျောက်ချင် skin retouch လုပ်ချင်လို့ရှိရင် Illustrator ကတော့မတင်တော့ပါဘူးအဲ့ဒီအတွက် Photoshop ကိုအသုံးပြုလို့ရပါတယ်နောက်တစ်ခုကဒီ Photoshop နဲ့ Illustrator ရဲ့ဒီကွာခြားချက်ကိုပြောမယ်ဆိုလို့ရှိရင် Photoshop ကတော့ photo editing တွေအကောင်းဆုံးပေါ့နော် poster social media တိုင်းတွေအတွက်တင်တော်တယ်Illustrator ကကြတော့ logo, banner, print design တွေတဲ့အကောင်းဆုံး quality မကျဘဲနဲ့ site တွေပြောင်းနိုင်တယ်အလွယ်ဆုံးပြောရမယ်ဆိုလို့ရှိရင်တော့ Photoshop ဆိုတာကပုံအခြေခံ design ကိုပြောတာ Illustrator ကတော့ shape line အခြေခံ design ပေါ့နော်အားကြောင့်မလို့ကိုက professional designer တယောက်ဖြစ်ချင် software နှစ်ခုလုံးကိုအနည်းဆုံး basic level မှာတော့မဖြစ်မနေသိထားသင့်ပါတယ်နော်beginner တွေတက်ဘာကနေဘလို့စတင်ပြောလေ့လာရမလဲဆိုလို့ရှိရင်တော့အရင်ဆုံး Photoshop ကိုစလေ့လာဖို့အကြံပြုချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ interface နားလည်လဲတယ် tutorial တွေအရင်များတယ်အသုံးချရလို့ရတဲ့လုပ်တွေအရင်များတယ်ပေါ့နော်။ဥပမာ poster social media post တွေ photo editing တွေ banner တွေကစပြီးတော့ design အခြေခံကိုကနားလည်လာပြီဆိုလို့ရှိရင်နောက်တစ်ဆင့်အနေနဲ့ Illustrator ကိုဆက်လေ့လာပါနော်။အဲ့ဒီချိန်မှာ logo design တွေ branding design တွေ printing design တွေလို့ professional level အလုပ်တွေကိုလုပ်နိုင်ရပါလိမ့်မယ်အဲ့တော့ဒီနေ့ဗီဒီယိုမှာဆိုရင် Photoshop နဲ့ Illustrator ဆိုတာကဘာလဲဘယ်ဟာကွာခြားတာလဲဘာအတွက်သုံးပြုရလဲဆိုတာကိုအသေးစိတ်မိတ်ဆက်ပေးခဲ့ပါတယ်နောက်လာမယ့်ဗီဒီယိုမှာ Photoshop basic tool တွေ background ဖြောင်းနည်းတွေ poster design tutorial တွေ Illustrator logo design basic တွေကို tutorial တွေကိုတစ်ဆင့်ချင်းသင်ပေးသွားမှာဖြစ်လို့ဗီဒီယိုကအသုံးဝင်နေဆိုလို့ရှိရင် like and subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့နော်